အားလုံးပဲမင်္ဂလာပါခင်ဗျာ VN Knowledge Share မှာကြိုဆိုလိုက်ပါတယ်လူမျိုးဘာသာစကားယဉ်ကျေးမှုတွေဘယ်လိုပဲကွဲပြားနေပါစေသင်ကြားသင်ယူဖို့မလို့ချက်ချင်းပဲလူတိုင်းနားလည်သဘောပေါက်လက်ခံနိုင်တဲ့ Universal Language ကတော့အပြုံးပါပဲအပြုံးလေးတစ်ခုဟာရိုးရှင်းပေမဲ့လေးနက်တဲ့အမူအရာဖြစ်ပါတယ်အကောင်းမြင်စိတ်ကိုဖန်တီးနိုင်စွမ်းရှိတဲ့အစီအတာတွေကြော်လာပြီးဒစိတဝမ်းတည်းဖြစ်စေတဲ့ The power of smile transforming lives one grain at a time လို့တောင်ဆိုရရှိတာမို့အပြုံးတစ်ခုရဲ့နောက်ွယ်မှာနေစာတူကအတွေ့အကြုံတွေထွက်ကျော်လွန်ပြီးသိပ္ပံသဘောတရားနဲ့စိတ်ပညာကိုပါထိသိမ်းစဉ်းစားရပါမယ်ပြုံးပြလိုက်တာဟာအချင်းချင်းဆက်သွယ်ဖို့အလွယ်ဆုံးနဲ့အနည်းဆုံးနည်းလမ်းမှာစကားနဲ့ပြောဖို့မလိုပဲရင်းနှီးမှုနှွေးထွေးမှုနဲ့ကျဉ်းနှံမှုတွေကိုရယူကူးစက်နိုင်ပါတယ်နားလည်မှုလွဲတာတွေတန်တရားတွေနဲ့ပြီးနှက်လာတဲ့လူအဖွဲ့အစည်းတွေအတွက်တော့အပြုံးတစ်ချက်ဟာတန်တရားတွေကိုပြင်နိုင်ပါတယ်အမုန်းတရားတွေကိုလည်းပြင်နိုင်ပါတယ်အာဃာတတွေကိုလည်းပြပြောင်းနိုင်ပါတယ်ယုံကြည်မှုတည်ဆောက်နိုင်တဲ့ပေါင်းကူတတာတစ်ခုတောင်ဖြစ်နိုင်ပါသေးတယ်ဒဇင်းတယောက်နဲ့ပဲပြုံးပြတငယ်ချင်းတွေကြားပဲပြုံးပြနှောင်ကြိုးတွေကိုဖန်တီးနိုင်တဲ့မော်ဆန်တဲ့စွမ်းရည်ဟာပြုံးခြင်းရဲ့ပါဝါပါပဲပြုံးခြင်းနဲ့သိပ္ပံသဘောသိပ္ပံနည်းကြသူရေသနာတွေအရာပြုံးတာမှာအပေးအယူရှိပါတယ်ပေးသူနဲ့ယူသူနှစ်ဦးအတွက်အတိတ်ပဲတွေလေးနဲ့စီပါတယ်ကျွန်တော်တို့ပြုံးလိုက်တဲ့အခါကျွန်တော်တို့ရဲ့ဦးနှောက်ကဒိုပါမင်ဆီရိုတိုနင်အင်နိုဖိနိုလိုခံစားချက်ကောင်းစေတဲ့ဓာတုပစ္စည်းတွေကိုထုတ်လုပ်ပြီးစိတ်ဖိစီးမှုတွေကိုရောချစေနိုင်ပါတယ်တစ်ချိန်တည်းမှာပဲစိတ်ခံစားချက်ကောင်းတွေကိုလည်းမြင့်တင်ပေးပါတယ်အဝန်းစရာကောင်းတာကစိတ်လိုလဲရကိုဟာကိုပြုံးမိတာမဟုတ်ပဲသူများတိုက်တွန်းလို့ပြုံးလိုက်ရမှနေကျွန်တော်တို့ဦးနောက်ကိုပျော်ရွှင်အောင်လှည့်စားနိုင်ပါတယ်ဒီလိုဖြစ်စဉ်ကို facial feedback hypothesis လို့ခေါ်ပါတယ်ဒါကအပြုံးလေးတစ်ချက်ဟာစိတ်ဖိစီးမှုကိုရောနေဖို့နဲ့စိတ်ကြမာရေးကိုတိုးတက်ကောင်းမွန်စေဖို့အစွမ်းထက်ကိရိယာတစ်ခုဖြစ်တဲ့ဆိုတာသိပ္ပံနည်းကြတာတကပါပဲဒါအပြင်ပြုံးတာဟာကူးစက်တတ်ပါတယ်တယောက်ကကျွန်တော်တို့ကိုပြုံးပြရင်ကျွန်တော်တို့ရဲ့ဦးနှောက်ကမေရာနျူရိုတွေကိုနှိုးကြားစေပြီးကျွန်တော်တို့လည်းပြန်ပြုံးပြမိမှာပါဒီလိုအပြုံးချင်းဖလှယ်မိတာဟာကျွန်တော်တို့ရဲ့တဏိတာဟူတာမှာကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တခြားသူတွေရဲ့တဏိတာကိုပါတောက်ပစေမှာပါပြုံးချင်းရဲ့ကျမ်းမာရေးအကျိုးကျေးဇူးများပြုံးတာဟာစိတ်ခံစားချက်ကိုတိုးတက်စေရုံတင်မဟုတ်ပါဘူးတိတာတဲ့ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးအကျိုးကျေးဇူးတွေလည်းရှိပါသေးတယ်သွေးပြားကိုချောချနိုင်ပြီးကိုယ်ခံအားစနစ်ကိုလည်းမြင့်တင်ပေးပါတယ်ပြုံးလိုက်တဲ့အခါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာသဘာဝအကိုက်အကဲပြောင်းစေလိုမျိုးတက်မျိုးထွက်လာတာကြောင့်နာကျင်မှုကိုလည်းလျှော့ချပေးနိုင်ပါတယ်အသက်ရှိခြင်းနဲ့လည်းဆက်ဆက်နေပြီးပိုပြီးကျန်းမာတဲ့ဘဝနေထိုင်မှုအတွက်အထောက်အကူပြုနိုင်ပါတယ်ဒီတော့ပြုံးတဲ့ဆိုတာသိငယ်ပေမဲ့အစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်ပြုံးလိုက်တာဟာစိန်ခေါ်မှုတွေအတွက်ခံနိုင်ရှိတဲ့လောက်ရတစ်ခုပါပဲပြုံးလိုက်လို့နာကျင်မှုဝမ်းနည်းမှုတွေကိုဥပိ္ပခါပြုလိုက်တာတော့မဟုတ်ပါဘူးမျောလင့်ချက်နဲ့အကောင်းမြင်စိတ်တွေအပေါ်တော့ပိုပြီးအာရုံစိုက်သွားနိုင်ပါလိမ့်မယ်အခက်အခဲတွေကြားကအပြုံးတစ်ခုဟာတခြားသူတွေအတွက်စိတ်ခွန်အားနဲ့စိတ်ပြည့်မှုရဲ့အငွေအသက်ကိုဖန်တီးပေးနိုင်ပါတယ်အမောင်ဆုံးအခိုက်အတန့်မှာတော့အလင်းရောင်ကိုရှာတွေ့နိုင်တယ်ဆိုသလိုပါပဲဒါကြောင့်ခက်ခဲတဲ့အချိန်တွေမှာလည်းပြုံးနေဖို့မမေ့ပါနဲ့အပြုံးတစ်ချက်ရဲ့လှပမှုဟာတိုင်းတာလို့မရနိုင်ပါဘူး။တရားကိုပြုံးပြလိုက်တာဟာသူ့တနေ့တာကိုစွမ်းဆောင်ရည်တွေမြင်မစေပြီးစိတ်ခံစားချက်ကိုလည်းကောင်းမွန်စေပါတယ်။ရိုးရှင်းတဲ့အပြုမှုတစ်ခုကနေကြံပြတ်တဲ့အကျိုးတရားမှုတွေကိုရရှိနိုင်ပါတယ်။လူသားချင်းဆက်သွယ်ရမှာ powerful reminder အနေနဲ့ဒီကဘာကြီးမှာအပြုံးများဟာလည်းဖြန့်ကျက်နေပါတယ်။ရိုးရှင်းချင်းပြောရရင်ပြုံးများတာဟာကျွန်တော်တို့ရဲ့ပိုင်ဆိုင်ထားတဲ့အစွမ်းထက်တဲ့အရာတစ်ခုပါစကလုံးတွေထက်ပြောင်းအောင်လုံးနိုင်တယ်သရောစင်တွေကိုခိုင်မာစေတယ်ကျမ်းမာရေးကိုပိုကောင်းအောင်တောင်းစွမ်းဆောင်နိုင်ပါစေတယ်ဘဝမှာအလင်းစိုးတွေဖြစ်တဲ့အခါတိုင်းအပြုံးတစ်ချက်ရဲ့အသွင်ပြောင်းနိုင်စွမ်းကိုအမှတ်ရလိုက်ပါအဲ့ဒီအခါမှာကျွန်တော်တို့ရဲ့ကဘာကြီးဟာပိုပြီးတောက်ပတဲ့နေရာတစ်ခုဖြစ်လာမှာပါဒါကြောင့်အမြဲတမ်းပြုံးထားကြပါဗျာတာယာပျော်ရွှင်သောနေရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ